ကဲအားလုံးမင်္ဂလာပါကျွန်တော်ကတော့အာမီတိုပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာကပထမတစ်ခါတော့ကျွန်တော် break in 1ကိုနိုင်အောင်မဆော့လိုက်နိုင်ခဲ့ဘူးအဲ့တော့ဒီတစ်ခါတော့ break in 2ကိုနိုင်အောင်ဆော့မယ်ဆိုပြီးတော့ကျွန်တော်ရဲ့ Kinetic 7ကိုဒီမှာခေါ်ထားပါတယ်ချီချီဘော TV1 နဲ့နာမည်ပြောင်းလိုက်ဗျဘာကြီးလို့သူရေးတာကြီးအဲ့ဆိုတော့ကျွန်တော်ဝင်သွားပြီဗျ coming trip တဲ့ဘာလို့ရသူများရောင်းမရှိတော့ဘူးခေါင်းကြောင်ကျန်တော့ကားပြတ်သွားတယ်ဟုတ်တယ်သူများဘယ်ရောက်သွားတာဟုတ်ပြီဒီမိုးကြီးရထိလို့မရဘူးမိုးသီးတွေကျွေးနေရအော်တည်တော့မှာပြောရေးဆိုရင်ဒီလမ်းနဲ့အဲ့မီးပြတ်သွားလားဩမီးပြတ်သွားတာအောင်မလားဂိမ်းကပိတ်သွားတာOkay, secret evil. Feel ဘယ်လိုပြောဘာရောစပုံးရောလူစိုးတွေရောဆုံးရဟိုစပုံးမကြီးကဝမ်းမှာတော့လာတဲ့စပုံးမကြီးဖြစ်မယ် break in 2တဲ့ break in 2မှာဘာကြီးပြောင်းသွားလဲဆိုတော့ချက်ကြည့်ရအောင်ဟုတ် bye ပတ်စံ okay ကူကီရပြီကူကီတို့ဝမ်းတော့ဟာတော့တတိယOkay, cookie ရွေးရတယ် cookie 3ခုရှိပြီ။ဘာမှရှိရော။ Okay. ဒုတ်ဒီတူကမိုက်တယ်ကွာစလာနေဒုတ်ရတယ်။တန်ပါတယ်။အခုမှကျန်အခုမှဟိုပဲရှိသွား fight နေပြီ။ဟိုကအစာပဲရှိသွား fight နေပြီ။ကဲကျွန်တော်ကstraight မတင်ဘူးညာ speed နေမှာ။ဘာလို့ဆိုကျွန်တော်တကယ်အရေးကြောင်းညာထွက်ပြေးရအောင်လို့ What the fuck speed ကိုများမြင်တာ။အဲ့ဒါမှထွက်ပြေးမှအသက်ရှင်ပါလေဟုတ်တယ်မလား။ပြန်ခံတိုင်းနေမသိကြဘူးထွက်ပြေးတာပြီးကြတယ်ပတ်ပြေးနိုင်တော့ okay ခုဆိုတော့ကျွန်တော်3ရောက်သွားပြီဗျကဲ break လာပဲမြေ breaking news မနေ့ကင်းသတင်းနဲ့ဟဲ့အောင်ကြီးမဟုတ်တော့ဟုတ်တယ်မလား even news ဖြစ်သွားပြီ scale larry boring miss တဲ့ or scale larry ရေကနာကိုပျောက်ဆုံးနေတဲ့ပျောက်ဆုံးနေတော့ပြေးသွားတာမဟုတ်ပါ group for of new breaking into our beast ငါတို့ပုံနေလားခုနWe are preparing three-way. We don't need to like that. Our news leader is Scary Mary or Scary Lady. Me, she does Scary Mary. Pure love. Not the young. Okay. Listen. A second. I do my Josie Laroma. Okay. A semi na blue. Okay, ba. Joe Mary, calling you Joe Mary. Joe Mary, calling you Pure Mary. You bought it at you. Hey, Balonia. La. Hey, Machani. ချရရင်မကြည့်ဘူးလားအဲ့တော့နှစ်ချက်ပဲရိုက်တယ်ကျန်ကောင်းလိုက်လားလာရောအမနေမသွေးရောလိုက်မယ်ဟောပြောမရကွာလူနားမလဲဘူးပြောမရငါတို့ပဲကျုံမရလာပြီငါပြေးနေအောင်ဆရာတပားတော့နည်းပပြေးလာတာကျုံကွာကျုံပတ်စံရမယ်ဒီနေ့ဝမ်းတော့ဝမ်းလို့โอเคကျုံတော့ရတယ်ဟုတ်တယ်ပတ်စံတွေထွက်လာတယ်โอเคပတ်စံတွေတော့ရပါတယ်โอเคပတ်စံ40ရပြီပတ်စံ40โอเคဟေးမစားတယ်မဟုတ်တယ်ချိုးရည်โอเคပီဇာတွေရောရတယ်ယူလို့မရတော့ဟာအဲ့လေးခုပဲယူလို့ရတယ်ပန်းတီပတ်စံโอเคမရှိတော့ဟာဒီဘောက်ဒီကောင်နဲ့ချနေရတော့ဘာလို့ချနေအကောင်40တောင်တက်အောင်မကွာဘာလို့ချနေလဲအန်ကယ်ပစ်ကထွက်လာပြီငါတို့နဲ့အတူတူဖြစ်သွားပြီ join လိုက်ပြီโอเคNew event where the weather improves better or ရာသီဥတုကောင်းသွားပြီကျွန်တော်အနေနဲ့ Okay မိုးထိတိတ်သွားပြီမိုးထိလေးတိတ်သွားပြီ Okay ပတ်စံပြေးပြီးအောင်ရေးပတ်စံခံပြေးပြီဒီကောင်းလေးကိုချရင်တော့ပတ်စံရအတွက်နေဒီကောင်းလေးကိုအနာခံပြီးတော့ချရင်ကွာတွေးရရော့တယ်ကွာငါ့လိုဝေါ်ပါနေစားနဲ့ကောင်လို့ပူတော်ဆိုးသေးတယ်ချောတေကန်ကြီးမှဝင်ကျုံပြေးပြီဒီနေ့မကောင်းညဈေးလေးပါလေးသွားဝယ်မှာဒါ90တောင်စီးကြည့်ရအဲ့တော့တစ်တာရှိသေးရဲ့ကွာโอเคပန်းဒီပတ်စံအဲ့မေးဘေးဟာမင်းတိုင်နေရောငါဘယ်လိုယူရမှာမလာယူကွာရှုပ်တယ်ရှုပ်ဝဲတော့ဝဲရုပ်ကြီးပူတီတို့ချင်မရဘူးတဲ့
ပတ်စံအဲ့နဲ့မလောက်ဘူးနောက်ထပ်လူသေးတယ်ကွာပတ်စံနေဒီဖိုးရပါကွတ်ပေးတာဟာဘက်ခိုက်3ယောက်ကိုပြင်းရမယ်ဘက်ခိုက်3ယောက်ဆိုတာတော့နဲတဲ့အရေးတော့ပါပဲဒါပေမဲ့တကောင်းတော့မနေကျင်းရမှာကျုံကျွန်တော်ဘာဒါမှမထွက်ဘူးအကြာရွက်ခုန်နေရတယ်စမပြေဘူးလာခုတ်ကြโอเคတကောင်းသေးပါကျုပ်ဒါမှတော်ရုံနေကွာကျုံအိုးမရှိအောင်ဝိုင်းโอเคမရှိအောင်ဝိုင်းဘာရမှာမရှိအောင်ဟာရပတ်စံနေမြိုက် Oh my god ဟိုပတ်စံနေမြိုက်ထုတ်ပြီးတယ်โอเคဒါဆိုငါမဟုတ်ဘူးရပြီရှော့โอเคပိုလီတို့ချီရသွားပြီဒါပေမဲ့နောက်ဆုံးမှရတာတော့တော်တော်ဆိုးတယ်ကဲကွက်ရှိသေးလားဟာရောဘက်က10ရောက်တော့ပြင်းရမှာတဲ့10ရောက်ဆိုဒီကောင်ကြီးက10ရောက်တကောင်သေးသွားမယ်တွေ့လားချနေဒီပွဲထဲမှာလည်းသေးတဲ့ကောင်သေးစပရိန်နဲ့ငါတို့မရပါကုန်းဝိုင်းစီးထိုးတယ်တကောင်မှမကြံတော့ကုန်းသွားပြီငါမနာကောင်တက်လိုက်ရတယ်မသိတကောင်လုံးပြပါမှာမသိကဲအဲ့တော့ကျွန်တော် straight နေရအောင်ကျွန်တော် straight ကတစ်ပဲရှိတယ်တုံးပဲရှိရပေါ့โอเค straight 2ရပြီဆိုရင်ဒီမှာ way 2လဲလားအဲ့တော့ way 2ကိုအခွင့်ကောင်းယူပြီးတော့ကျွန်တော်ဘက်ကိုက်10ရောက်ပြင်းရ Yeah boy တပါးကြီးတော့โอเคအဲ့တော့ way 2မှာသူများရဲ့ဝေါ်ပါအကောင်းစားရင်ကျွန်တော်စလာရင်ပြီးတော့ဝေါ်ပါအစုပ်ကလေးနဲ့အစားအစာအဓိကတွေဟုတ်တယ်မလားဝေါ်ပါအဓိကမဟုတ်ဘူးမလာပြီးကျုံကိုလိုက်ကျုံဖြုတ်ကွာဖြုတ်တယောက်2ယောက်3ယောက်4ယောက်4ယောက်တက်နိုင်တယ်ထမခေါ်ဘလောက်တက်နိုင်မပြေသေးဘူးကွာမရှင်းရမအောင်သေးဘူးဘယ်တော့ထပ်တအောင်မလဲဒီကဂုံငါ့ဆိုတော့အချွေးနိုင်ရမှာโอเคတပူးပဲရဟုတ်စမလားလို့ way to complete ဒီပြန်ပါရှိရโอเคဒါဆို straight ကတော့2တဲ့3ပြည့်ပြီကွာဘာယုံ how are you using ဘာဖြစ်တယ်နိုးပါသွားတယ်ဟေ့မီးပြတ်သွားတာဟုတ်တယ် EBC တခုဖြစ်သွားတာဟုတ်နေအပြင်ထွက်ပြီးတခုလောက်ကြဟာငါတော့လေးမအောင်โอเคအပြင်ထွက်တခုလောက်အောင်ပါရှင်ဟုတ်တော့ဘုပြင်မှာထွက်နေကြပြီโอเคမီးရပြန်လာပြီကျွန်တော်လည်း straight 3ရောက်တော့မှာပြဟုတ်ပြီနည်းနည်းပဲတော့ခဏရောဘိုက်ထွက်လာတော့အော်ငါအတွင်းသားတွေပဲโอเค straight 3ဖြစ်သွားပြီကဲကျွန်တော် step ကို4လောက်ပြင်နေတယ်ဘာလို့လဲဆိုကျွန်တော်ဖတ်ပြီးတဲ့နေရာမှာဆရာတစ်ပါးပြန်ခပ်ပြီးတဲ့နေရာမှာအသုံးလို့ပြီးတာဟာ way 3လာပြီတဲ့ပြီးချိန်တော့မရနိုင်ဘူးဒီတစ်ခေါက်ဆိုရင်တော့ဒီ Mr. P ပေးတာရဲ့ quest ကတော့အောင်မြင်တော့မှာပါကျွန်တော်ဒီကောင်လေးတန် Mr. P ရအောင်ဓာတ်နဲ့ဟာသွားမလို့နေတစ်သားဓာတ်နဲ့ဒီကျွန်တော်တော့သားမဟုတ်ဘူးရှင်းလားအကုန်လုံးကျုံးမှာတစ်သားဓာတ်နဲ့ way 3 okay ဒီကနေစောင့်ပြီးအတန်းလိုက်အကုန်လုံးရိုက်သွားတော့အဆင်ပြေလောက်မယ်နော် Yeah boy ဟုတ်ပြီလာခဲ့တကောင်မှမကြောက်လာခဲ့အော်ဒီကောင်လေးရှိနေတယ်လို့ what the heck ကျုံတကောင်မှမကြောက်တော့ဘာလဲအောင်မြင်သွားပြီမရှိအောင်သွားပြီโอเคပတ်ဆိုင်ရောရလိုက်တယ်ဟာရဘာလို့တာအန်ကယ်ပစ်ဘာလို့တာအာတော့ချတာအော်အေးပါကွာအဲ့လွှဲထွက်သွားပြီလို့ what the heck โอเคပတ်ဆိုင်ရပြီ cost အောင်သွားပြီဆိုပတ်ဆိုင်အများကြီးရမှာထင်တယ်โอเคအေးပတ်ဆိုင်အများကြီးရပြီအန်ကယ်ပစ်ကြီးအဲ့ဒါပဲကျွန်တော်ပတ်ဆိုင်အရင်ကျူမပြီးတာဖြုတ်အဘေးယူဖြုတ်ရှိုက်တော့မှရရင်နောက်ဆုတ်ကွာကျန်တဲ့ချိန်ဖြုတ်သူလည်းစဖုံမှုရောက်ပဲစဖုံမှုရတော့မှုရတာကြားလေသူကတစ်ချက်ပဲရိုက်တာဆိုပြီးပြန်ရိုက်โอเคရှိုက်โอ้လှဲနေတယ်ကွာဒုက္ခပဲရှိုက်ကုန်ရိုက်ငါဒမ်းမထွက်ဘူးကွာပြေးရှိုက်ဦးကျွန်တော်ပတ်စံနဲ့ရတော့ဆရာဖြစ်သွားပြီအဲ့ဆိုချွေဘူးတွေအများကြီးဝယ်တော့ရပြီပြီးရှိုက်တာပြင်ပြီးရှိုက်โอเคတီးဝိုင်းဒါဆို quest အတိမှာကွာရောquest ကလုံးစံလို့ပဲအောင်သွားတယ်ရုံကြီးပတ်စံရပတ်စံ350 360တောင်ဖြစ်သွားပြီအဲ့ဒါငါအချွေချုံလို့ဝယ်လို့ရတယ်โอเคအချွေစတဘူးရပြီအဲ့ဆိုရင်ငါဘာလုပ်အောင်မဟုတ်
အော် scary Mary live လွှင့်နေတာလေအမဲ live လွှင့်နေတာတော့မလုံးနဲ့တခါကိုပိတ်ချလိုက်ပြီတခါနဲ့မှရှိနေကောင်လူလုံးမယ် yes you're so ဘာလဲမသိဘူးကွာကို easy game ကျမ်းမအောင်ဆိုပါမှာတော့ပါတော့မြောက်ခိုင်း normal ending secret ending မှာယူမှာပေါ့ normal ending ကဘာမှလည်းမသိဘူး okay secret ending အတစ်တင်နေ secret ending ဝင်ကြလေဝင်ကြဘာလို့ဝင်လို့မရလဲ okay ဟုတ်ပြီဘယ်သွားမှာ bro လုံးအချက်ကြီးရှိပဲဘာကြီးတော့ဖွင့်လို့ရတယ်ဟာရောဒီမှာတော့ရှိတယ်တော့လည်းတော့ဖွင့်လို့ရတယ်အထက်ပီဇာတော့ရောမှာတယ်ဒါပေမဲ့ကျွန်တော်ပတ်စံမရှိတော့ဘူးဟာပထမပတ်စံနေကိုဒီရောက်မှဝင်ရမှာဒီတက်ခဲ့အော်ဒီကောင်ကောက်သွားပြန်ပြီ okay the door has opened okay တကားပွင့်သွားပြီဆိုတော့ဘာလုပ်မှာဟေးအောက်ပြကြောင်မွေတူကြီးရောင်ကိုဝပါမိုက်စားကြီးတူကြီးရောက်သွားပြီကျွန်တော်ကတော့ဆက်လာတဲ့အစုံစားပေးရတဲ့ဟိုပါလေးပေါ့ဘာတော့အင်္ဂလိပ်လိုတွေပဲကွာဒုက္ခပဲတလုံးဝမဖတ်တတ်ပါဘူးဆိုကောင်းပါမယ်ကဲသူပြောပဲနားထောင်လိုက်ပါစကိတ်လေကြီးတဲ့ဘာဖြစ်သွားလဲဆိုတော့မင်းတို့သိတာတဲ့အခုတဲ့ဘာပြောလဲဒီကချင်းပြောကြပါဟဲ့ငါ့ကိုဘာဒူးတုံးတာမကြီးနဲ့လေအထူးမကြီးနဲ့လေကွာဟဲ့အောင်အဲ့ငါလည်းစီးနေတာပေါ့ကွာဟဲ့အောင်ရပါပြီနေစီးတာအေးငါစီးရမင်းတို့ကွင်းနဲ့ငါဝင်ပတ်ပြီးမှာကျွန်တော်ပြေးရတော်တွေ့လားကျွန်တော်ပြေးနေရမှာဆရာတပါးပဲကျွန်တော်အစားစားရည်လည်းအများကြီးဖြစ်လို့တွေးရလဲပြီးပဲဘာဖြစ်မှာဩလာဗာတွေတက်မှာငါထင်းနေနော်အကွက်တွေကဘာဒီမင်းတို့စကိတ်လေဒီယိုမဲဒီယိုနှစ်ကောင်လုံးဘာမှမဟုတ်ဘူးအကွက်တွေကယူနေနောက်ကကြာရင်ဟိုဘက်ကလာအမလောက်ခသူရိုင်းဆင်းလာလေအေးပါဆင်းလာမင်းဆင်းလာတွေ့မယ်ဘာဖြစ်မှာ let's dance နဲ့ကလိုက်ရအောင်ဘာလို့ကမှာမင်းတို့အဲ့စကိတ်လေဒီယိုမဲဒီယိုအယူတွေအဲ့တုံကြီးနဲ့လိုက်မွေးပြီအဲ့တုံးမွေးလို့လေပထမတစ်ခေါက်ငါသေးသွားတာဒီတစ်ခေါက်တော့နှစ်ခါမခံဘူးရဟဲ့ကျေစိုးဟိုတုံးမွေးတော့အသားလေးရှောင်ရမှာငါမ straight speed 3ခုတော့မှာနော်အတကုံပြေးလို့ရတယ်မတွေ့လားမြင်လားပြေးတယ်လားလို့မျိုးရမယ်အာတီတီမင်းတို့အစင်းနဲ့မပြေတော့ကိုင်းဝိုင်းပြေးမင်းတို့ပြေးလားပြေးအဖိုက်ပြေးဝိုင်းတွေ့လားအဖိုက်မနိုင်ငါတို့လူအောက်ကျမှာအများကြီးပဲရှေ့ရောက်ရှိမယ်ဟုတ်တယ်ရှေ့ရောက်တော့မှမနိုင်ဘူးမင်းတို့ဟောလေရုံနေလာဟာသေးမယ်ဘဲကိုလာပါတဲ့ဝင်ပြီးတာဟောမလေးသေးတော့မှာပဲအောက်ခုံချတဲ့ကောင်တွေကလည်းခုံချဟောတလွဲတွေကြီးပဲပြေးโอเคလားဟုတ်ပြီပြည်လာမင်းတို့လာပါတဲ့ခုံမစင်းနေလေကွာပါသွေးမရောကြဘူးလားလာပါတဲ့စင်းအေးရှိုးတယ်ဟာဆင်းပြေလားရှိုးတယ်ဟာကွာလာပါတဲ့ခုံစင်းရတယ်ဖွိုက်မွေးပြီငါမြန်းနေဟာဩငါတချောင်းစားလိုက်လို့ဖြစ်မယ်လာပြီဒီနေ့စီပန်းနေကဓာမတိရတယ်ဒီအချုံလေးနဲ့နင်းစီပန်းနဲ့တင်ထပေါက်တာကွာโอเคပါအဲ့တော့နင်းစီပန်းနဲ့ဝေးမှနေရဒီဖွိုက်မွေးတာကိုလည်းရှောင်းအောင်မယ်အချုံလေးထွက်လာတာလည်းရှောင်းအောင်မယ်နင်တို့များဝိုင်းလာပြီပေါက်ပြီပေါโอเคဖွိုက်ငါတည်းမွေးတာမရဘူးဖွိုက်မင်းအခွက်တွေကရိုးနေပြီမင်းတို့မောင်နှမတောင်ဖြစ်တယ်မင်းတို့ဟိုစကိတ်လေရောမယ်ရောနှစ်ယောက်လုံးပေါ့တော်သားတွေရှင်းပြောတာခပ်ချောက်ဆောက်ပြောင်းနေဟဲ့ပြောခဆိုရင်ကွာကဲနေပြုတ်ကြတယ်ဟုတ်ပြီမရဘူးစကိတ်လေးတွေနှုတ်တယ်ဟုတ်ပြီအမချောင်းပြောဟိုမှာလာပြီရောင်ကြီးဒီလာပါကြီးမကြသေးဘူးလားဟုတ်ပြီအနောက်မှလည်းလာပြီမင်းတို့အဲ့လိုကြများပါကြီးကွာအဖက်ကလာနေတော့ငါရှိဆုံးကကွာငါပြီးတာတော့လေတွေ့လားအကုန်လုံးငါနောက်ကကြီးပဲတွေ့လားငါရှိဆုံးကပြီးတာငါအပြေးတလိုက်ရဆရာကြီးပဲငါတော့အပြေးတယ်ငါပဲရှိရုံသေးသွားပြီဟုတ်အချက်ရှိနေပဲရှိရုံရှော့သွားပြီโอเคဖိုက်စင်းလာပြီအဖိုက်ဒီတစ်ခေါက်မွေးပြီးတော့သေးပြီဖွားယူရိုက်ပြီအဖိုက်ရိုက်ခံဒီတစ်ခေါက်ဆိုတော့မောင်လေးမင်္ဂလာပါမောင်လေး time for your စားသေးနေကွာโอเคပေါက်
ထီဘူးငါ့ကိုမထီဘူးငါအေးစီပဲဖွိုင်းမှွေတာနော်ဖွိုင်းအဲ့ဒါပို့ပြီးကောင်းအောင်ဘလိုမျိုးအဝေးကန်းနေပါဟာတီးပြီးတော့မှွေတာတခြားလူတွေပဲရမယ်ကျွန်တော်တော့မရအောင်လာတာအားပါပဲရမယ်နော်ဖွိုင်းမရဘူးဖွိုင်းနေနေကျွန်တော်ဝေါ်ပါတော့မကင်တော့တဘောပေါက်လားပတ်ပဲပြေးနေတာအားရောက်ပေါက်တော့မယ်မရဘူးပေါက်လည်းမထီဘူးကိုကျော်ကြီးကိုနော်မလုံနဲ့ရိုက်ကန်ပေးပြီဟဲ့တော့ဝကြံလေးတယ်တဲ့ 把花毛表嘞呀？ အဲ့ဒါတရုံမာတာမရိုင်းနဲ့ဟမ်တော့ဝကြံလေးတယ်တဲ့ချူချူကို TV1 လောက်ပါဟာဘလို့မုတ်တွေစားနေဒီဘက်လာပေကုန်တော့မှာပဲဂျော်ဒန်ကပါကြီးအစားတွေကလည်းအများကြီးပဲအေးဆေးပဲကျော်အစားအစာတွေကလည်းအများကြီးဖြစ်တယ်ပြီသွေးရလည်းဟဲ့ဘာလို့ဟာဟဲ့စကိတ်လေးမိတ်စာကြီးဖြစ်သွားပြီအချိုးဆိုလဲစတက်ပလင်းအောင်ရှိသေးတယ်မုတ်ကကြီးက9ခုပန်းသီးက2ခုနဲ့ဟိုပိုတီတိုချစ်တွေကအများကြီးစားလို့ရသေးတယ်ဘာလို့ဟာ HELP ရဲ့ဟုတ်တယ်စာရင်းညာ MEME ရဲ့ help me ရဲ့ကူညီပါဦးနဲ့ HELP ဟုတ်တယ်တကယ်ရင်းနေရ help me ဘာဖြစ်လို့လဲခမ ्या ကိုကျွန်တော်တို့ကဘာလို့ကဲမှာခမ ्या ကျွန်တော်တို့ဝမ်းလာတော့ကျွန်တော်တို့ကောင်းကောင်းဒုက္ခပြီးခဲ့ပဲလေ对嘛？ ဘာလို့မှသူ့ပစ္စည်းမျက်မှန်တွေထုတ်ကောက်တွေအုပ်ထုတ်တွေဘာဖြစ်လို့သေသွားလားဘာဖြစ်သွားလဲလူပြန်ပြောင်းနေဟာသွားပြီလူပြန်ပြောင်းကျွန်တော်တို့ကျုံးဟဲ့ဘာဖြစ်တာအချိုးကောင်းပုံနေနဲ့ဟာရဲငါထင်းနေအဲ့တန်းလားဟုတ်တယ်အဲ့တော့ဒီကွက်လောက်โอเคဒါရက်ခတ်ပြီးအောင်ဘလို့ကျုံအပေပြီးအောင်ရေးနာတာအဲ့ဆိုဒီဘက်โอเคတကွချာလာဟုတ်တယ်တယောက်တီဝိုက်ကွာဒီဘက်မှာပါလို့တီကုန်တော့လေဆိုရင်ဒီနားလောက်တယ်အဖိုင်းမှုရရဲ့ကျန်းလာပြီဘာဖြစ်ကုန်တော့မှာလို့မိုးတွေဘလူးကြီးလို့အထဲထဲမှာမိုးတွေလွာရွာနေရတော့ဟာမိုးချိုးပြချလေငါပေါ်မိုးချိုးပြချအောင်မဟုတ်ဘူးလေဘလို့အခန်းထဲမှာမိုးချိုးလာပြင်းနေဒုက္ခပဲရမထီဘူးဒီမိုးချိုးလေးလောက်ကတော့ easy ဒုက္ခမမိုးချိုးတက်ကိုသွားရလေလို့ရုပ်ပြီးနားတယ်ဟာတော်တော်လုံးရှုပ်တာပဲဒီဖွားကြီးစကိတ်လေရီတော့မစူးနားတယ်ဟာလောက်ပါခမ ्या ဆင်းလာခမ ्या ကိုရိုက်မှာခမ ्या ဆင်းလာလေဟုတ်တယ်ဆင်းလာပြီဆင်းလာကျုံးမှာလှက်ခမ ्या နေလောက်လှက်ကျုံးမှာလောက်တာခမ ्या လောက်တာကျွန်တော်သွင်းမရဘူးရောလဲတော့မကျိုးစရာဘူးဗျာကျုံးတာခမ ्या ကျုံးတာ တမရွက်စားပေးရတယ်တမ ကျွန်တော်မုတ်တွေအများကြီးပဲစားမှာမုတ်တွေစားမှာအားကြောင့်ပြောတယ် speed ကိုဖိုးတော်မြင်လာမှာအဲ့ဒါမှမြန်သွားလို့ရမှာဟိုနှင်းနေလမ်းလျှောက်တာ3ယောက်ပဲကျန်တော့တယ်ဘလူကြီးဖွားရဒုက္ခကြီးပေးနေတာတွေ့မယ်ခမ ्या တွေ့မယ်ကျွန်မတွေ့ပြည့်ပဲမုတ်လေးစားလိုက်အချိုးစတူပင်းအောင်ကျန်နေတယ်ဘာဖြစ်တော့ဖိုက်ဘာဖြစ်တော့ယူရတာဟုတ်ကော ဘာတော့ဟာယူရင်းနေနိုင်သွားပြီကြောင့်ကြီး Nice. နိုင်သွားဆိုအတွန်းခံလိုက်ခေါင်းကြိုက်သွားတယ်နိုင်သွားဆိုအတွန်းခံလိုက်ရိုက်ပြီးမလုံးနဲ့ဟုတ်ပြီဟဲ့စကိတ်လေးခမရဘလို့ဘိုက်ပြောင်းနေနားမှုပို့လားရိုက်ပြီဟာပြန်ရိုက်တာဟာ breaking 2တော့ကျွန်တော်နိုင်သွားပြီဗျာအဲ့ဆိုအဖိုးကြီးဘယ်ရောက်သွားဒီမှာအဖိုးကြီးထောင်ထဲမှာမူးနေအဖိုးကြီးရိုက်တာဖြစ်မယ်ဒါပေမဲ့အဖိုးကြီးခင်ဗျားကိုကျွန်တော်မကြည့်နေသေးဘူးခင်ဗျား break in 1တော့ကျွန်တော်ကိုရှိုက်တာကျွန်တော်ပေးသွားthe nature 8D တဲ့နောက်ရှင်းနေဘာလို့မှာ safe house တဲ့လုံလုံနဲ့အိမ်မှာတဲ့နေချပါတဲ့အေးပါကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုကြိုက်ရဆိုရင် like and subscribe လုပ်သွားပေးကြပါအောင်ဗျနောက်ဗီဒီယိုမှာပြန်တွေ့ကြပါဦးဗျ bye bye